ဆိုင်းရီမိုကိုအေးဘူးပေးခဲ့ပေမဲ့ပြန်တောင်းခဲ့ရတဲ့အကြောင်းရင်းကိုရှင်းပြလာတဲ့အမျိုးသမီးအားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်ဆိုင်းရီမိုကအောင်မြင်လာပြီးတဲ့နောက်မှာသူ့ကိုချစ်ခင်တဲ့သူတွေကလက်ဆောင်တွေစားစရာတွေပါပေးလာကြပါတယ်ပြည်သက်တရဲ့စေတနာကိုနားလည်တဲ့ဆိုင်းရီမိုကပေးသမျှကိုတန်ဖိုးနည်းတဲ့များတဲ့သဘောမထားပဲလက်ခံလေးရှိတာပါပခုတ်ကူမျိုးမှာကျင်းပတဲ့ပွဲခင်းနောက်ဆုံးညဖျော်ဖြေပွဲမှာပြည်သက်အမျိုးသမီးတူကဆိုင်းရီမိုကိုစေတနာအပြည့်နဲ့ဖျော်ရည်ဘူးလေးလှမ်းတိုက်ခဲ့ရကနေမင်းသားကမတော့ပဲပြန်ပေးလိုက်တဲ့အတွက်တချို့တွေကထင်လွဲခဲ့ကြပါတယ်အခုချိန်မှာတော့ဒီဗီဒီယိုထဲကအမျိုးသမီးကိုယ်တိုင်ကအချိုရည်ဘူးကိုပြန်ယူသွားတာကဘလို့သဘောနဲ့မှလုပ်ခဲ့တာမဟုတ်ကြောင်းတေချာရှင်းလင်းလာခဲ့တာပါဒီအမျိုးသမီးကပွဲမှာတွန်းရောက်အပေးရင်းနဲ့ဆိုင်းရီမိုတယောက်စင်ပေါ်မှာအာသွန်ခွန်ဆိုင်ကပြဖျော်ဖြေနေရတဲ့အတွက်ချွေးရည်တားထွက်ပြီးမောပန်းနေတာကိုတွေ့ရလို့သူတောက်ဖို့ဝယ်လာတဲ့ဖျော်ရည်ဘူးလေးကိုစေတနာအပြည့်နဲ့လှမ်းပေးတိုက်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဆိုင်းရီမိုကဖျော်ရည်ဘူးကိုချက်ချင်းမတောက်သေးပဲနောက်မှတောက်မယ်ဆိုပြီးယူထားလိုက်တာပါရင်းဆိုရင်နဲ့ဖျော်ရည်တောက်လိုက်ရင်အတန်ကိုထိခိုက်သွားမှစိုးရင်တာကြောင့်တောက်လို့မရသေးကြောင်းဆိုင်းရီမိုကတေချာရှင်းပြခဲ့ပါတယ်ဒီအမျိုးသမီးကတော့ဆိုင်းရီမိုကိုချက်ချင်းပဲတောက်စေခြင်းပေမဲ့ဆိုင်းရီမိုကတော့မတောက်ခဲ့ဘူးရှင်ဒီအမျိုးသမီးကလက်မလျှော့ပဲချက်ချင်းတောက်ဖို့ဖိအားပေးနေကောင်ဆရာကပြည်သက်တွေကလည်းမတောက်ဖို့အတွက်ဝိုင်းအောင်ပေးနေကြပါတယ်သူရဲ့စိတ်ထားလေးကတော့ဆိုင်းရီမိုကိုချက်ချင်းအမောပြေစေခြင်းလို့သူတောက်တဲ့ဖျော်ရည်ဘူးကိုလူကြားထဲကနေဖြတ်ပြီးသွားပေးခဲ့တာပါသူကလည်းဒီလိုအငင်းခံရတဲ့အခါမှာတော့ရှက်ရှက်နဲ့ဖျော်ရည်ဘူးကိုပြန်ယူပြီးသူပဲတောက်လိုက်ရရှာပါတယ်ဒီဗီဒီယိုပြန့်နှံ့သွားတဲ့အချိန်မှာတော့အွန်လိုင်းအသုံးပြုသူတွေကဆိုင်းရီမိုကိုတခုခုလုပ်ဖို့စူးစမ်းတာလားဘူးထဲမှာဘာတွေထည့်ထားလဲမသိဘူးဆိုပြီးအထင်လဲသွားကြတာပါ။ကျော်ရည်ဘူးကိုပြန်ယူသွားတာကဘူးထဲမှာတခုခုထည့်ထားရလို့ထင်ကြပြီးတက်တီကိုဖျောက်ချင်လို့ပြန်ယူသွားတာဖြစ်နိုင်ကြောင်းဆွဆွဲကြပါတယ်။ဆိုင်းရီမိုကိုတော့နောက်ပိုင်းမှာမသိတဲ့သူတွေကကျွေးတဲ့အစားအစာတွေကိုမစားဖို့သတိပေးကြသေးတာပါ။ဆိုင်းရီမိုလိုလူအများနဲ့အလုံးလုံးရသူတွေအတွက်ပြည်သက်တွေကစိတ်ပူပေးကြတာကလည်းအလွန်မဟုတ်ပဲစေတနာတသက်တာဖြစ်ပါရဲ့ရှင်။အွန်လိုင်းပေါ်ကဆွဆွဲချက်တွေကြောင့်တချို့တွေကအထင်လွဲမှားပြီးနောက်ဆုံးမှာတော့ဒီအမျိုးသမီးကိုယ်တိုင်ကဖြေရှင်းလာခဲ့တာပါ။သူဟာဆိုင်းရီမိုကိုချွေးရီတားထွက်ပြီးမောနေတာမြင်လို့တနာပြီးကိုချင်းစာစိတ်နဲ့တောက်ဖို့ပေးလိုက်တာပါ။ဘာမကောင်းတဲ့စိတ်မှလည်းမရှိပဲမတောက်လို့ပြန်ပြီးတော့လေရှက်ရှက်နဲ့ပြန်တောင်းလာရတယ်လို့ဆိုပါတယ်။ဒီအမျိုးသမီးမှာနှလုံးရောဂါအခန့်ရှိတဲ့အတွက်ကိုယ်တိုင်ပဲမောမောနဲ့တောက်လိုက်ကြောင်းရှင်းပြလာခဲ့တာပါ။ဘဝအတွက်တော့စေတနာတွေကဝေဒနာဖြစ်သွားခဲ့ရကောင်ပြည်သက်တီရဲ့ဆွဆွဲမှုကိုတော့ခံလိုက်ရပါသေးတယ်။အခုဆိုရင်ပြည်သက်တီကလည်းအမှန်တရားကိုသိရှိသွားကြပြီဖြစ်လို့ဘာအပြစ်မှမရှိပဲစေတနာကနေဝေဒနာဖြစ်ရတာကိုလည်းနားလည်ပေးကြပါတယ်။ဆိုင်းရီမိုကမတောက်ဘူးဆိုရင်လည်းပြန်မတောင်းသင့်ပဲပြန်တောင်းခဲ့တာကအထင်လွဲစရာဖြစ်သွားခဲ့တာပါတေချာရှင်းပြလာပေမဲ့တချို့တွေကတော့ဒီအမျိုးသမီးကိုမယုံကြည်ကြသေးဘူးရှင်ထင်အောင်ထင်မှားဖြစ်ပြီးဆွဆွဲချက်တွေကိုကြောက်ရွံ့မသွားပဲတတိရှိရှိအမှန်တိုင်းထွက်ပေါ်ဖြည့်ရှင်းခဲ့တဲ့ဒီအမျိုးသမီးကတော့အထင်လွဲမခံတော့ပါဘူးရှင်မင်းသားကိုအချိုရည်ဘူးတိုက်ပေမဲ့မတောက်တဲ့အခါမှာတော့ရှက်လို့ပြန်တောင်းလာခဲ့တာပါဆိုပြီးရှင်းပြလာတဲ့အပေါ်ပရိသတ်တို့ရောဘလို့ထင်မြင်မိလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ